မြူရွှေညရှင်မဖြစ်တဲ့တောင်းသမီးရတကားတွေဝဲလက်တာလည်းဝဲလက်နဲ့ပေါ့နော်ချစ်မပြရရင်မပြောဝေးဒါနမဟာတပြမသွေးသာသနာ့ကာယစာအမွေတော့ကိုယ်တိုင်လည်းအဲ့လိုမျိုးမြင်ရင်ထဲမှာတစ်မျိုးပဲဝမ်းနဲ့ဝမ်းသာသလိုဖြစ်ရပါတယ်ဒီနေ့မှာတဲတို့ဒီလိုမျိုးပါဝင်ပြီးလူတန်းခွင့်ရရလို့လည်းအရင်ကသာပါတယ်ပြောရမယ်ဆိုတော့တဲကလည်းအမြဲဒီလိုသားလေးတယောက်အမြဲလိုချင်ခဲ့ရဆိုတော့ဒီလိုမျိုးလိုအပ်တဲ့လင်မယားတယောက်ချခွင့်ရရတော့အရင်ကဒုအလူတော့စပူမတူစင်တတူပြောမြူရွှေညရှင်မဖြစ်တဲ့တောင်းသမီးရတာတွေရှင်လောင်းနာနာဝတ်စုံလေးတွေနဲ့လေကြည်ရကြည်မဝပြရရင်မပြောဝေးဒါနမနှစ်ပြမသွေးသာသနာ့ကာယမန္တတော်ကြီးဟာနန်းမြတ်မဟောကြီးလို့စံစီခဏလုံးမာတယ်အပီးမီတဲ့ကျွေးမွေးဆိုလဲမွေးရတဲ့တင်းလို့ရေရှက်ပွဲညပြရွှေနေရမယ်တာငါအချင်းဆက်စုံလို့ရဲ့တပကံမကပါအမှန်ဝါတာကျွေးခွေးလို့လူပေးနေပါတယ်ဒီလူနိုင်ငံကောင်းဆောင်ဖြစ်မဲ့ကလေးပပအောင်လို့ပြောလို့ရတယ်။နော်။သာသနာအာဇာနည်ဖြစ်မဲ့ကလေးပပအောင်လို့ပြောလို့ရတယ်။ပညာတတ်ကြီးဆရာဝန်ကြီးတွေအင်ဂျင်နီယာကြီးတွေကျွန်တော်တို့လိုတဲ့မမေခိုင်နေတွေကိုအားကြလို့ပါဆိုပြီးရုပ်ရှင်မင်းသမီးမင်းသားတွေထူးဆိုတဲ့ရုပ်ရှင်မင်းသမီးမင်းသားတွေဖြစ်လာလို့ပြောလို့ရတယ်။ကျွန်တော်မြတ်ကောင်းနန္ဒခိုင်းတွေကျေးဇူးရှင်မေခင်ဗျာ။ဒါတို့တပီးတို့ဦးသုံးရင်ချကြတော့ရအောင်ဗျာရှင်မဖြစ်တဲ့တောင်းသမီးရတကားတွေရှင်လောင်းနာတာဝတ်စုံလေးတွေနဲ့လေကြည်ရကြည်မဝပြရရင်မပြောဝေးဒါနမဟာတပြမသွေးသာသနာ့ကာယစာအမွေရှင်မဖြစ်တဲ့တောင်းသမီးရတာတွေရှင်လောင်းနာနာဝတ်စုံလေးတွေနဲ့လေကြည်ရကြည်မဝပြရရင်မပြောဝေးဒါနမနှစ်ပြမသွေးသာသနာ့ကာယစာအမွေရရလုံးကိုပြုတ်ထုတ်ဖြစ်ချွေဝေးနီးစီမသွေးစီမိတ်သာဆွေအိမ်မန်လာလေးစိတ်မသွေးအလုံးရှင်ကျွန်တော်ကျမတို့မလေးတွေးလို့ဝမ်းသာလေးချီးမြှောက်ဖို့ရကြွလာကြ
လူရလူမဝပေနေနေရလေးရကြပါစေအမြပေးဝေတို့ရင်မဖြစ်တဲ့ရတနာတွေကိုရင်သီလရှင်လေးတွေတာသနာမလူတိတ်တယ်လို့နေဦးချဖို့ဘဝလူကြရင်မလေးမိမရမေးနေမြတ်ပါပဲရေရလုံးကိုပြုတ်ထုတ်ခဲ့ချွေဝေးနီးစီမသွေးစီမိတ်သာဆွေဟိမန်လာလေးစီမမသွေးအလုံးရှင်ကျွန်တော်ကျမတို့ပါလေးတွေးလို့ဝမ်းသာလေးချီးမြှောက်ဖို့ရာကြွလာကြတဲ့မျိုးဆွေတွေကိုလူလေးသိမရှိရအောင်အိတ်ခံကလေးနှလုံးသွင်းမပြုံးရွှင်လာလို့ဒီချီးမြှောက်မှုကြလို့ကျေးဇူးအသေးချေတို့သားသမီးများတို့ချမ်းစီမထားသမျှပြေဝရနေပါလေချမ်းမြတ်မိသားနာတွေမတည်းဒီမှာဆန်လာနေ သာသနာတော်ဒီဓမ္မတိတွေတို့ရှိပါစေအောင်မြင်ခြင်းထိမ့်မှန်နေတဲ့ကျွန်တော်တို့ဂုဏ်ပြုတဲ့အနေနဲ့ဝင်ကြည့်ရမှာဝမ်းလည်းတာတယ်ဝမ်းလည်းနေတယ်ပေါ့နော် တို့တိရတယ်မိုးတယ်ဆိုတာသူကဒါမြောက်ပြီးဆက်တာပထမဆုံးချိန်တာ ဟုတ်ကဲ့ ဆက်စားကြရဘယ်လိုလဲဆက်စားရလဲရှင် ဘာမှဒီလိုပြောကြမရှိပါဘူး ဒီချီတော့ဒီလိုလည်းမဆက်ဘူးဘယ်လိုလဲဆက်စားရှိတယ်ပါဟာ
မ်းသာတယ်ဒီလိုမျိုးဒါဆိုကလေးတွေအတွက်ပေါ့နော်ကျွန်တော်တို့တွေကမွေးစားမိဘတွေအနေနဲ့ဒီလိုနေရာမျိုးမှာလာပြီးတော့မှကုသိုလ်ပြုခွင့်ရတဲ့အတွက်တိုင်းမသိဝမ်းသာတယ်သားပြောသလိုကျွန်တော်တို့လည်းပြောတယ်ဒါပထမဆုံးကိုယ့်ရဲ့တွေ့ကြုံဆိုတော့လေနောက်တစ်ခါကျတော့လေအဲ့လိုအလူအမနေရာလေးရပါတော့နော်ဒါဖြစ်စံခံနေရာလေးမှာကိုကနေရတဲ့အတွက်ကြောင့်မလို့ဝမ်းသာပီတိပဲဖြစ်တယ်တကယ်ကိုအလေးပဲလေရမ်းဝမ်းသာပြီးတော့တကယ်ကိုပြောစရာကောင်းတဲ့နေ့လေးပါဟုတ်အမဘာသာကြားပြီမဲ့ဒီလိုမျိုးလေးတွေကန့်ပါတယ်ရှင်ကိုနဲ့လေဟုတ်တာဝမ်းနေနေရလားပျော်လာတဲ့ပျော်ရနော်မိဘရှိတဲ့သားသမီးနဲ့ဒန်းတူစိတ်ခံစားခွင့်ပျော်ရွှင်ခွင့်ရှိရမယ်ဒါအမကလေးတွေကိုမွေးတဲ့အဓိကရည်ရွယ်ချက်ပေါ့နော်အဲ့ဒါကိုအကောင့်ထဲပေါ်နိုင်တော့ဝမ်းသာတော့ကိုယ်တိုင်လည်းအဲ့လိုမျိုးမြင်ရင်ထဲမှာတစ်မျိုးပဲဝမ်းနဲ့ဝမ်းသာသလိုဖြစ်ရပါတယ်အရန်ကိုအခိုင်အဝင်အတွက်လည်းရန်ပီတိဖြစ်ပါတယ်လို့ပဲပြောချင်ပါတယ်ကဲဒီနေ့မှာတဲတို့ဒီလိုမျိုးပါဝင်ပြီးလူတန်းခွင့်ရရလို့လည်းအရင်ပတ်တာပါတယ်ပြောရမယ်ဆိုတော့တဲကလည်းအမြဲဒီလိုသားလေးတယောက်အမြဲလိုချင်ခဲ့ရဆိုတော့ဒီလိုမျိုးလိုအပ်ပြီးလင်မယားနှစ်ယောက်ချခွင့်ရရတော့အရင်ဝမ်းသာဟုတ်ဒီလိုဟိုပေါ့နော်ဟိုကတော့ပထမဆုံးပါပဲအရင်ကတော့ကိုယ်တိုင်လည်းမသိတတ်ဘူးတယ်ကိုရင်ဝယ်ဘူးတယ်ပေါ့နော်ဟိုဝမ်းနဲ့ဝမ်းသာခံစားချက်ပေါ့နော်ယောက်ျားလေးကမျက်ရည်ကျပြီးနေမှာတပြုံးနော်ဟုတ်တယ်ဗျဟိုဝမ်းနဲ့ဝမ်းသာခံစားချက်ပေါ့ဟိုဒီရဟန်းပေါင်ဝင်ရတော့မယ်ဆိုရင်ဝမ်းသာပဲအဲ့လိုပေါ့လူဟိုဆုံးရတယ်ဆိုတာဝမ်းနဲ့ဝမ်းသာခံစားချက်ပဲကျွန်တော်တို့ဝက်တော့ကလည်းအဲ့လိုဘယ်လိုပြောမလဲရဲကြဘူးလေဗျအဲ့လိုစံချနေတဲ့အချိန်မှာပဲလက်ကိုစင်တယ်ပေါ့ဝမ်းသာပီတိပေါ့မိဘမဲ့ဆိုတဲ့ကောင်းနေအောင်ရှိတဲ့အတွက်ဆင်ကောင်းမိဘမဲ့ရှင်းပြတာတော့မိဘမဲ့ဆိုတာတော့အမကလေးတွေကိုဒါပေါ့နော်ဒီလိုမျိုးလေးကိုလူတန်းတန်းလေးအမခံစားစေချင်တယ်ဒါကြောင့်အမကလေးဆိုရင်မစားဘူးလားမရှိရဘာပဲဖြစ်တတ်နိုင်တဲ့ဘက်ကအမလုပ်ပေးရစူးစမ်းပေးရအခုလည်းတက်ပြီးစူးစမ်းမှာနောက်ထပ်ကလေးတွေလည်းအမဒီလိုပဲခန်းခန်းနာနာနဲ့ပြုပြင်ရအောင်အမတက်ရှိပြီးစူးစမ်းပါပါဒီနေ့ပညာရှင်တွေလည်းအများကြီးပဲဒါလာရောက်ဝန်းရံကြဆိုတော့ဒါပီတိမျက်ရည်ကြတွေလည်းနေရတယ်ပို့ပြီးပြောတာပေါ့ဘာလို့ဆိုတော့ကိုရဲ့လုပ်ငန်းရောကလေးတွေပေါ်မှာရောဝိုင်းချစ်ပေးတော့အမဝမ်းသာတယ်ဘာဆိုတော့သူတို့ကြည့်တိုင်းလည်းသူတို့ဆန်ချတဲ့အချိန်မှာသူတို့နာမည်ကြီးရဲ့ညီမမင်းသမီးတွေပညာရှင်တွေကဝိုင်းပြီးတော့ချစ်ပေးကြတယ်သူတို့လည်းအားရှိတာပေါ့နော်ညညသူ့လိုကြတယ်မဟုတ်ဘူးအဲ့ဒါသူ့ဟာသူကြရတယ်မလည်းမျက်ရည်ကြတယ်နော်ဒါပီတိသားကြတယ်ပြောတာအေးလေဖြစ်သွားတယ်ပို့ပြီးတော့ဝမ်းသာပြီးဖြစ်တယ်ငါတို့ဒီကလေးတွေကိုပေးလိုက်နိုင်တယ်ဆိုတော့တော့ဒီနေရာလေးကြီးပေးလိုက်နိုင်တယ်ဆိုတော့စိတ်နော်ငါတို့တော့မှဘာလို့မိဘအမေတယောက်တည်းမရှိတော့တာမှငါတို့စိတ်မှာအရင်တစ်မျိုးကြီးပေါ့နော်အားငယ်စိတ်လိုဝမ်းနဲ့စိတ်လိုဖြစ်ချင်အော်ဒီလိုကလေးသူတွေကဘာမှမသိချသေးဘူးလို့ကိုကြည့်ပြီးတော့တဲတယ်ဝမ်းသာတယ်လုပ်ပေးတိုင်းကိုလိုက်တဲ့အတွက်ကြောင့်လည်းဝမ်းသာတယ်အမောက်လည်းသာလို့ပေါ့ပေါ့နော်ဒါပေမဲ့လည်းကလေးကိုကြည့်ပြီးတော့ဝမ်းသာဝင်နေဖြစ်တယ်ဒီလိုမျိုးပါဝင်ခွင့်ရတဲ့အတွက်ကိုလည်းဒါရဲဝမ်းသာတယ်အမောက်လည်းကျေးဇူးအများကြီးတင်နေပေါ့နော်ဒါအမောက်လည်းကြည့်ပြီးတော့ပီတိဖြစ်တယ်လို့ဒီကလေးတွေအတွက်လည်းကြည့်ပြီးတော့ပေါ့နော်ဒါဒီကလေးအများကြီးကံကောင်းနေပေါ့လို့ဆိုနေပါတယ်ဟုတ်ပီတိဖြစ်ရတယ်ပေါ့နော်ဒါမှအလူမှာတလောင်းတနေရဒါပါဝင်ပြီးတော့အခုကြီးအားဖြစ်ရတဲ့အတွက်လည်းဒါရမ်းပီတိဖြစ်ရပါတယ်ဟုတ်
လုံးချင်းအဲဆိုအရှင်ဘုရားဘုရားမနဲ့တို့ဝစေမရှင်အလူတော်မင်္ဂလာကြီးအောင်စင်တင်ကြီးတတဝဝင်းနီ